2012ခုနှစ်ကဟောပြောပွဲတရားလိုက်တော့ကျွန်တော်ရက်ပေါင်း200ကျော်ကျွန်တော်ဆရာမောင်စိန်ဝင်းတို့ဆရာချစ်ဦးမျိုးတို့မောင်သားချူနဲ့ညအတူလေးရပါတယ်ကျွန်တော်365ရက်မှာကျွန်တော်ရှုံးပါတယ်အဲ့ဒါကြောင့်အခုလိုဟောပြောဝင်ရတာလဲဝန်တာတယ်ဒီကမိတ်ဆွေတွေတော်တော်များများလဲပြန်တွေ့တယ်ဟုတ်ပါတယ်ဆရာစောစောကဆရာပြောသွားတယ်လို့ပဲဒီယာဒီလေးကောင်းကင်ပြတဲ့ယာဒီလေးကျွန်တော်တို့လိုတော်သားများအခန်းခံနိုင်တဲ့ယာဒီလေးအဲ့လိုလေးထိတ်တာကျေးဇူးတင်တယ်ဟုတ်တယ်ဆိုတော့ကျွန်တော်တို့ရန်ကုန်မှာအလွေးတွေကမလူတာကြာပြီအဲ့ဒါဟိုတနေ့ကလည်းကိုသားထက်အောင်ကြီးကတွေ့တော့အမှန်တခင်တာဟုတ်ကျွန်တော်တည်းကြီးပါတယ်ဒါနဲ့အမှန်မိတ်ဆွေတို့တငယ်ချင်းကိုပေါင်းတာကြီးသားများအဲ့ဒီဟိုတရားကြီးနာလေဘာတရားကြီးလဲမသိပါဘူးဗျာနာမည်ရသိဘူးဗျာဒီအော်စတြေးလျကန်ကောင်းပြီးကောင်းဝင်ကြီးပြားနေတာပဲဟာဟုတ်တယ်ကြာပြားနေတာပဲတရုတ်ပြည်တို့ကဟုတ်ပါတယ်မပြားတော့စင်ကာပူတို့တခါတလေမှိုင်းနေတယ်မြန်မာပြည်ရဲ့တကယ်တော့ပြားတယ်ဒါမဲ့ကျွန်တော်သူအဲ့ဒီလိုပြားကျွန်တော်အားရပါယူရီမော့ကြည့်ပြီးတော့ဟိုကြီးပြကျွန်တော်ရန်ကုန်မှာမမော့ကြည့်ရဲဘူးအောက်ကခြိုင်ရဲပြုတ်ကြမှာဆိုတော့ပြာတော့ပြာတယ်အောက်ကကျတော့မင်းညာတော့ကျွန်တော်ဘဝမဖြစ်ရင်လေပိုက်တဲ့နေနေနဲ့ကိုကြီးကုန်တဲ့နေနေအများကြီးပဲနော်အဲ့တော့ကျွန်တော်တို့ဒီမတန်ပြဟာဒီမှာဒိတ်ရမမဒါမျိုးသမရာကြီးဒီလိုမိန်ကုန်းပြောခဲ့မှာဒါမှမဟုတ်ဘယ်တော့ပြောနေလိမ့်စင်မှာလိုက်တော့ကျွန်တော်တို့ဘာမှအားမနေနဲ့တခါတလေဒီမျိုးမှာလူကနေနေပြီးကျွန်တော်နိုင်ငံတော်တော်များများတော့ကျွန်တော်အဲ့သူများဖိလို့သူများစိတ်နဲ့ရောက်ပါတယ်ရောက်တော့ဒီလောက်ကောင်းခြင်းပေါ့မလေးရှားတချို့မျိုးတွေတိတက်နေချို့မျိုးတော့တော်တော်များတယ်ရန်ကုန်မှာတော့မြန်မာပြည်မှာတော့နေဆိုရင်တော့မော်လမြိုင်လိုနေရာမျိုးဆိုတောင်းနေရှိတချို့မျိုးရွာလေးတွေပါလေးတွေလုံး2000-3000ကြီးတိတ်တူပဲတကယ်ဘူးရန်ကုန်မြို့မှာတော့ဘုဒ္ဓလောကယူဇနာဥယျာဉ်မျိုးတော့သွားဟောတယ်ကျွန်တော်တို့မဟောခင်ကျူးမွေးအခန့်တယ်ကျူးမွေးအခန့်တော့အဲရဝတ္တဥက္ကရာနဲ့ထိုင်ပြီးတော့စားတောက်နေလုံးနဲ့သူ့တပည့်ကပြေးလာဆရာကြီးတဲ့ခုံတွေခင်းတာပြေးသွားပြီတဲ့အဲ့ဒီဥက္ကရာတို့လည်းပြေဝသွားတယ်ဒီကထခုံတယ်သူတောက်တဲ့ဖန်ွယ်လေးတော့မှောက်ကြတော့ဟာအောင်မြင်ပြီတဲ့ဟာအဲ့ဒီကျွန်တော်ရဲ့ဝင်းကအားရပေါ့ဟိုစင်ကခက်လဲလဲမှာအမောင်လဲပါဘူးဘောလုံးခွင်းထဲမှာဘယ်နဲ့ခုံတော့ခင်းထားတော့ဆိုခုံ30တဲ့အဲ့ဒါလူတွေလည်းဟောကျွန်တော်တို့အခုဒီမှာလာကျွန်တော်အင်တာနက်လေးအတော်များပါလေနော်ကျွန်တော်တို့မောင်နှမ3ယောက်ဒီတိုင်းပွတ်နေလားကျွန်တော်တို့လည်းမယ်ဟိုမှာတော့တရားမှန်တာပေါ့ဒီမှာတော့တော်တော်လေးကျွန်တော်လည်း download လုပ်ဖို့ကိုပါနေတော့ bookmark တွေလောက်လာပြီးတော့ဒီမှာအသေးအံ download လုပ်တာမယုံမရှိနဲ့ကျွန်တော်အခုရောက်တာနှစ်ရက်လာကျွန်တော်20 gig ထောင်းပြီးသွားတယ်ဆရာမောင်စင်းလေးတပြားလေးရွတ်ပြတော့ကျွန်တော်တော့ရင်းမြန်ခုံတာဆရာမရွတ်ပြလာလဲဟုတ်တယ်ဒါပေမဲ့တကယ်လက်တွေ့ပေါ်ကိုကျွန်တော်တို့ကအချင်းချင်းသိတယ်ဆရာချင်းမျိုးမနစ်ကလာဆရာမောင်စင်ဝဲအတူသွားသူတို့အခု60ကျော်ကြီးသူတို့ကြိုက်ခဲ့တဲ့လူတွေ
ဘောပေါက်ဘူးကျွန်တော်တို့ကအဲ့ဒီဟိုပါတော့အဲ့ဒီမျိုးရောက်သေးခင်တယ်လီဖုန်းနဲ့ဆက်နေပြီဆရာကျမချက်ချင်းလာတွေ့မှာနော်ဟာကျမအိမ်မှာထားမှာနော်ဘာဖြစ်ညာဖြစ်ချိုးနေတာပဲဟာကျွန်တော်လည်းရင်လေးခုန်ပေါ့ဟာဆရာကြီးပေါ့ငါ့အကူမိုက်တယ်သူတို့သဘောကျတယ်ဆိုတဲ့အရွယ်တွေအောင်သဘောကျအချစ်ကပြားလေးကျမတို့ကဒီကပြားနဲ့ဒီကားရခဲ့တာပဲဒါပေမဲ့ကျွန်တော်ရောက်လာတော့ကြည့်လိုက်တော့မှလေတောင်မွေးမပိုင်ဘူးတမန်ဘယ်လိုလဲနိုင်ငံရေးလေးလည်းမပြောဘူးလို့နဲ့နိုင်ငံရေးရှိပြောတာဘုဒ္ဓလောကစင်ကာပူသွားပြီးတော့ကျွန်တော်ရဲ့ဆရာဖေမင်းဆရာမကျူးရဲ့၃ယောက်လွန်ခဲ့တဲ့လဩဂတ်လကထင်တယ်သွားပြီးတော့ကျောက်ဖဲပေါ့အဲ့ရနေကျွန်တော်တို့ကိုဖိတ်တယ်ကျောက်ဖဲဆိုမြန်မာပြည်မှာရဲ့အင်္ဂလန်အခြေစိုက်ကုမ္ပဏီကနေတော့မြန်မာပြည်မှာအခုအလုပ်တိုင်ဖွင့်လန်းနေရှိလာပြီဒီစင်ကာပူကကျွန်တော်မြန်မာပြည်မှာတော့ခေလောဒီပညာရှင်တွေနဲ့အားနေပြီးတော့ဒီမှာတကယ်အတွေ့အကြုံများတဲ့လူတွေမြန်မာပြည်မှာလာပြီးတော့အလုပ်လုပ်ဖို့သူတို့က job fairs လုပ်တာလာပြီးတော့အလုပ်ခေါ်တာပေါ့ကျွန်တော်တို့ကလည်းကြော်ညာကူတယ်လည်းမဟုတ်ဘူးနန်းခင်စီရလည်းမဟုတ်ဘူးဟိုဘာလည်းမဟုတ်ဘူးမိုးဒီကူလည်းမဟုတ်တော့ကျွန်တော်တို့ကတော့အဲ့ဒီအလုပ်မလုပ်ပြရသာပြီးဟောပြောဝဲဆိုပြီးဒီလိုတော့ဘာမလို့ကျွန်တော်တို့လွတ်လွတ်လပ်လပ်ပြောမယ်ဆိုရင်လိုက်ပါပြီဆရာတို့လွတ်လွတ်လပ်လပ်ပြောပါပြောခွင့်ပေးပါလေကျွန်တော်တို့ကလည်းကျွန်တော်တို့ငငယ်ကဟိုလူပြည့်များလူပြည့်နှစ်ယောက်ရှိရဘေးရင်လို့ခေါ်တာနောက်ကတော့မှန်ပေါင်းကြောင်းတယ်ဘေးရင်ရှိရအောင်နောက်ကမှန်ပေါင်းဆိုအဲ့ကောင်ငါနောက်ကကတ်မလိုက်ဟုတ်တော့ရှိရဘေးရင်ဟောတရားနားမှာဘေးရင်ဟောကိုအောနေတာရက်ွက်တယ်သူကဘေးရင်ဆိုနောက်ကမှန်ပေါင်းလို့လေမှန်ပေါင်းတယ်ကျွန်တော်တို့ကလေဟိုကမြန်မာဟဲ့future ဒီလောက်ကန်ပေါ်ပြီးဟိုကထားပါတော့ကုမ္ပဏီတွေပေါ့ကျွန်တော်တို့ပတ်စံပြီးတဲ့ကုမ္ပဏီတွေပေါ့ခေါ်တာဟုတ်ကျွန်တော်တို့လည်းအာနာနာနဲ့ခေါ်လိုက်တာမြန်မာ has no future အဲ့လိုဖြစ်သွားတယ်မှတ်ရပါစိတ်ထဲမှာဒီရလူတွေလည်းအခုကဟုတ်တယ်ကျွန်တော်အရင်96လောက်ကပို့တော့နိုင်ငံသားသွားရင်ကျွန်တော်တို့ကလည်း BBC BOA ဆရာမပြောတဲ့ရေဒီယိုလူသားတွေကျွန်တော်တို့ကလည်းဟိုဘက်အိမ်ကတကူပေါက်ခါတော့ BBC နားတော်ပြီးမှပြန်ပြီးတော့ဟိုဘက်ကိုယ်လမ်းဖြစ်သွားတာပဲသိလားအဲ့ဒီလိုကြောင်းမြန်ကာလအခုတော့ကျွန်တော်တို့ကတော်တော်လေးပွင့်အခုဒီရောက်တော့ကျွန်တော်တို့သူကအရင်ကကြာဗမာပြည်ထဲမှာဘာထုလဲမေးတာအခုကြာဒီရက်လူလည်းအင်တာနက်ကလည်းတူးနေတော့ဒီရက်လူကအကုန်သိနေတာအကုန်သိတယ်ကျွန်တော်တို့လည်းဒီချက်ဘူးမသိဘူးဘာလို့လဲဆိုအဲ့ဒီသိလို့တရားမှနေနဲ့ပူတည်တယ်ဘောတော့ပူသားသားလေးပါအဲ့တော့ကျွန်တော်တို့အခုခြေနေရတော့အားလုံးကသိနေကြတာပါသိတော့ကျွန်တော်တို့ဒုက္ခတွေဖြစ်ပြနေတယ်သိမှာလေကျွန်တော်တို့မှလည်းဒီတွင်းမှာနေဆောစောပြောသလိုတကယ်ပါမြန်မာပြည်မှာလေ10မိနစ်အကူကြီးပဲအပေါ်မော့ပြီးရှောက်လို့ရတဲ့ platform ရှိပါဘူးတနည်းအားခြေတော်ကျိုးရင်တောင်းလို့ရပါဘူးခွေးကြီးကိုတက်နေတာကဘာမှမဖြစ်ဘူးကျန်တာကျိုးနိုင်ပဲနေတယ်တကယ်ကျိုးတာတခါတလေပလက်ဖောင်းဆိုပြီးလည်းသွားမလို့လေကျွန်တော်ပလက်ဖောင်းဆိုကျွန်တော်အင်ဂျင်နီယာပါဒါပေမဲ့ကျွန်တော်အင်ဂျင် civil engineer မဟုတ်ပါဘူးအင်ဂျင်နီယာပညာလေးတက်ပြလို့ဘာဒီနေ့မှတက်ဖို့စီဒနာလေးပဲဒီကလူတက်မဲ့ပလက်ဖောင်းအခုကလူလေးပဲထောက်ပြမယ်အမိကျွန်တော်ကတခါကြီးတယ်အခု
ခိုးလေးတယောက်ကမိသက်ကားကိုဖုံးနဲ့လမ်းပါမိသက်ကားရောက်လာတယ်လေးကပလက်ပေါင်းမှမသိနိုင်လို့ပါကွယ်အဲ့ဒီပလက်ပေါင်းအဲ့လိုအနည်းလို့ပြီးတော့မြင့်ပြီးတော့အပေါ်ရောက်သွားပြီးတော့စိတ်ချလက်ကြမနေနဲ့တခန်းသာ10ပေလောက်ကျော်သွားကိုယ့်ရဲ့ဟိုအိမ်ကသူ့ကားဝင်ဖို့သူပြန်ပြီးတခါလှီးလိုက်တယ်။ဘာလဲကျွန်တော်ဇက်ဆိုတာပြန်ပြီးဟုတ်တယ်ဒီသူ့ပြန်လေသူ့ဟာဟိုကျွန်တော်တို့ဘက်ခိုးကြီးတွေဒီလိုရန်ရဝါကြီးဆိုတော့ဟုတ်တာပေါ့ဒီရိုးရိုးရာဘာဘိန်းကတော့ဘလို့မှတက်မရအောင်ကျွန်တော်မပြေတော့ဘူးလားလူနောက်လေးပဲကြောက်တယ်လေကျွန်တော်တို့ဘူးမပေါ့ကျွန်တော်တို့နည်းနည်းတော့ပြီးလေးပဲတောင်းနေရတယ်အဲ့တော့ပြီးလိုက်ရင်လေတကယ်ခင်ဗျားတို့လည်းသိတယ်ထက်တိုင်ကျိုးကြတယ်တို့ကျိုးတယ်ထက်တိုင်ကားဝင်တိုင်လို့ကျိုးတာအဲ့ဒီကျွန်တော်တွားတိုက်တဲ့ကားကြီးသိလား660လေး660 cc ကားသေးသေးလေးထက်တိုင်ကိုဝရိတိုင်ကျိုးသွားကျွန်တော်တို့အကြည့်လေအချိန်မှာတန်ရောက်တော့ကြတူးလာတော့ဟာဗျာအဲ့တော့ civil engineer တွေလည်းမတူပါဘူးကြာဟင်းဒါတော့ကတော့ကျိုးမှာဘူးအဲ့ဒါကိုတလူကကြာခဏလို့ခါရတယ်ကြီးမိနိုင်တယ်မှာဝရဏာပြူကြတော့အောက်ကသေးတဲ့နေရာမှာတည်သွားတယ်ဘာဖြစ်လို့လဲဖတ်ကြည့်တော့မိုးများလို့မိုးကခင်ဗျစင်ကာပူရဲ့တဝက်တောင်ရှိဘူးစင်ကာပူကကျွန်တော်တို့လို့ဆိုရင်တနိုင်ငံလုံးအဲ့ဝရဏာပြီဆူလိုက်ကြပြီအော်လို့မိုးများလို့ဆိုတာမဟုတ်ဘူးကျွန်တော်တို့အမြန်လန်းသိပါတယ်အားလုံးကတန်ဖိုးတီရွတ်ရတဲ့လမ်းကျွန်တော်တကယ်ပါကျွန်တော်အရင်မဟုတ်ပဲအားလုံးသိတယ်ဒါပေမဲ့တကယ်ကိုဆရာဦးချစ်ဆွေတို့လို့အရွယ်ဆရာကြီးတို့လို့အရွယ်ပမခတ်ချုပ်ပေါင်းတယောက်ကရေးတာတူတူလေးပါပဲသတင်းစာမှာရင်ကဖတ်လိုက်တယ်လမ်းအစောက်တွေကမှားနေတာကျွန်တော်တို့လမ်းရဲ့ကုန်ကြစိတ်ကလည်းဟာဒီအမေရိကန်ဩစတြေးလျကုန်ကြစိတ်ကလုံးဝမနေဘူးကျွန်တော်တို့ကနည်းနည်းတော့ပူသေးခဏခဏပြင်ရတယ်လုံးဝဈေးလျှော့ပြီးလောက်ထားတာမရှိဘူးခင်ဗျားတို့အဲ့ဒီနေပြည်တော်ဟိုတမိုင်းဟိုဘယ်လောက်လဲတမိုင်းဟို3,000လို့ပါတော့အဲ့ဒါအလေကကျုံးမပါသေးဘူးအများကြီးကြောက်ချက်သိကောင်းတာထားပါအဲ့ဒါနိုင်ငံတကာဒါပေမဲ့လေလမ်းကကျွန်တော်တို့အခုဒီမှာဆိုရင်မနေ့ကလူမောင်တိန်တို့ပေါ်သွားတယ်လမ်းကြီးကဒါကတော့ကိုယ်ဒါ Centrifugal Force ကကိုကဆောင်းရမှာပဲလေမြန်မာလမ်းကြီးကလုတ်တိုက်ခင်းထားတာအဲ့ဒီတော့သူတို့ကဘူးပြောနေအဲ့ဒီမှာအဲ့ဒီဆရာကြီးတဲ့ဟာတိတ်တော့ကျွန်တော်တို့အမြန်လမ်းကိုမြန်မာဆိုလို့3 မီတာထားတာလေခဏတကယ်ကို slow down နေလေတို့အမေအိတ်လိုက်ပြအောင်လို့ဘာလို့အကုန်ဆောက်နေတာကျွန်တော်တို့ဟာသူရေးထားတဲ့စကားလုံးသိခဲ့ပါရဲ့ unsafe for any speed ကျွန်တော်ပြလိုက်တယ်ကျွန်တော်တို့မြန်နေလို့လားမဟုတ်ဘူးနေနေလို့လားမဟုတ်ဘူး unsafe for any speed အဲ့ဒါဒီ not only for အမြန်လားကျွန်တော်တို့နိုင်ငံရေးလည်းအိတ်တယ်နိုင်ငံရေးကလည်းအခုနောက်ကျောင်းပြန်တယ်မှာလားရှေ့သွားမှာလားနောက်ဆုံးမှာလားတကယ်ကိုမသိတာကျွန်တော်တို့အစည်းအရုံးနိုင်ငံဘဝမတက်တယ်လဲအားလုံးသိဒါတော့ကြာပါပြီเนาะကျွန်တော်တငယ်ချင်းပြောသလိုအော်ဘီဂျီဟာတဲ့မိမစိတ်ချင်းရဖြစ်နေတယ်ခံရလားဒီတစ်သက်ပါကျွန်တော်ကြည့်နေသီလားအားတို့နိုင်ငံလေးသွားတော့ကျွန်တော်ဂိမ်းလေးပါလေးကစားဘူးလေသီလားဂိမ်းလေးပါရဂိမ်းလေးပဲဝမ်းမတက်တဲ့နိုင်ငံတော်ကြီးဖြစ်ဟိုလေးဓာတ်ကိုခုံလိုက်အခက်ခဲဖြစ်လို့ခုံလိုက်ဟိုချွေကြားလေးတော့တူချွင်းဆိုစားလိုက်တော်လေးကျဘလုံးဆိုပြုတ်ကြတော်လေးကျတော့ကြောက်တဲ့ဆိုကြ level 1ပြီးသွားပြီအတက်ကုန်တော့ပါကြီးဒီကလေးကြာ
ကြာသေးပါဘူးကျွန်တော်တက်ပါလဲဝါမတက်သေးဘူးဒီလာမကောင်းတာမီးပြက်တာအဲ့ဒါတွေလည်းကျွန်တော်ငယ်ငယ်တွေကကျွန်တော်တို့ဒီသူများနိုင်ငံက level 6 7မှာဂျုံးနေပိုင်းထိုးပြီးဟိုကရွှေပြားတွေဝေလို့ပြီးတော့ကန်ရောဘယ်မှာနဲ့ဖြစ်နေကျွန်တော်တို့ကတော့ replay ကျွန်တော်တို့တော်တော်ကိုကြာနေပြီနော်အဲ့တော့ခဏပြောပါလိမ့်ကျွန်တော်တို့သဘာဝပတ်ဝန်းကျင်ကိုသဘာဝပတ်ဝန်းကျင်နဲ့လည်းခင်ဗျားတို့ဒီကျွန်တော်တို့ဒီမှာတော့အင်မတန်ရွှေညံတော့စူးရောက်တဲ့ပုံကိုယ်တွေကတော်တော်များတယ်တော်တော်စူးရောက်တယ်အခုနေပြီးတော့နားမှာဆိုရင်လည်းသိလားနေပြီးတော့ပြင်မနာနားမှာဒီတစ်ပင်ကြီးတွေကိုလေခုတ်ပြီးတော့တစ်ပင်ပြန်ဆိုင်တယ်တကယ်သူကနိုင်နေတယ်ကိုတစ်ပင်အကြံဖို့ကျိုးအကြံဖို့မဟုတ်ဘူးတစ်ပင်နောက်ပြီးတော့ဒီလို monocrop တမျိုးနဲ့ဆိုင်ရင်တောတောင်ပူပြုံးကြည့်တယ်ပူဆိုးတယ်နောက်ပြီးတစ်တော်ဖြစ်လိုက်ပြီးတစ်ပင်ပြန်ဆိုင်တစ်တော်ပြန်မဖြစ်ဘူးတစ်ပင်ပဲဖြစ်တယ်ကျွန်တော်တို့ကမြစ်ကြီးတစ်ခုရေကာတာနဲ့ပိတ်လို့သူ့ခေအားစနစ်ကြီးပြတ်သွားရင်ကျွန်တော်တို့အဲ့ဒီထဲကိုကဘာပေါ်မှာရှိတဲ့ရေစုပ်တဲ့အပုံနဲ့တွန်းလိုက်ရေပြောင်းကြီးပဲဖြစ်လို့မြစ်ပြန်ဖြစ်သွားကျွန်တော်တို့ကအဲ့ဒါကြီးရွှေညံတော်ဆူရောက်တဲ့ပုံကိုယ်တွေတစ်ပင်ကြီးခုတ်ပြီးတစ်ပင်ပြန်ဆိုင်ကိုတစ်ပင်နဲ့တော့ကြည့်တယ်ကိုကကြောက်တော့အားကြောင့်ကျွန်တော်ဆရာကြီးကြောက်ပြောတယ်ဝေါ်ကြပါတယ်မမပြီးတော့လွယ်တာကိုခက်အောင်လုပ်တဲ့ညမှာအဲ့တော့သဘာဝပတ်ဝန်းကျင်တွေလည်းကျွန်တော်တို့တော်တော်ပြည့်စည်ပါတယ်ကျွန်တော်တို့ရှမ်းပြည်ဘက်သွားရင်ရှမ်းပြည်ဘက်ကမြန်လူတွေရှိရင်တာရုတာခေါ်ပါဘာလို့ဆိုကျွန်တော်တို့အရင်တော့ကျွန်တော်တို့အညာသားတွေရှမ်းပြည်ပဲနဲ့အလကားကောင်ကြီးကိုပါလေခြုံကြားမှာမွေးလာဘာတစ်ပင်မှမရှိတဲ့တောညဟိုပါပေါ့ပုံခေါင်းကောင်ကောင်ကြီးပေါ့အခုကျွန်တော်ကြောင်မဲလို့တီဘောလို့သွားဟောတောင်ကြောကြီးပဲတကယ်ကြောကြီးပဲကျွန်တော်တို့အညာဘက်ကမှညောင်မင်းတွေပါရရုပ်ကစိုးကြောက်လို့ကြံသေးတယ်လက်ရှိလေးပါလေရှိလို့ကြံသေးတယ်သူတို့ကကွာဆရာကြီးညောင်မင်းလည်းမရဘူးလေထုံးပုတ်လိုက်တာလေတကယ်ကိုမရှိတော့တာသနာဖို့သိကောင်းတယ်ကျွန်တော်တို့ခင်ဗျားတို့လည်းသိပါတယ်ထိုင်းနေစားရောက်ဒီဘက်ကပုံခေါင်ကောင်းဟိုဘက်ကအတိဟိုဘက်ကိုအဲ့ဒီမြောက်ဗာလေဟိုတနည်းဟိုတလောကမဲပေါ့ကိုတော့ကနေဟိုဘက်ရနောင်းဘူးရနောင်းရဲ့ချမ်းမှာတစ်တော့အတိဒီဘက်ကနေကြီးလေကောင်းဟိုဘက်ကြီးလေဟိုဘက်ကတောင်ပရုံးအကုန်သွားအဲ့တော့ကျွန်တော်တို့ပြောပါသဘာဝပတ်ဝန်းကျင်ကိုမထိတ်သိမ်းကျွန်တော်တို့ရဲ့အနာဂတ်မျိုးစေ့ကဲတဲ့စကားမှထားကျွန်တော်တို့ငြိမ်းချမ်းရေးကိုမတည်ဆောက်နိုင်ဘူးကျွန်တော်တို့အနာဂတ်မျိုးဆက်ကဒုက္ခတဲ့စကားမှထားကျွန်တော်အနာဂတ်ကိုရွေးချယ်ရနှစ်စကားရှိပါတယ်အားရှိရည်နော်ကဲတဲ့စကားရဲ့ဒုက္ခတဲ့စကားတိုက်ရရေးပါနော်အဲ့တော့အခုတွားနေကြတဲ့ဟာကျွန်တော်တို့ရဲ့နိုင်ငံရေးအခြေအနေကမိုက်ကယ်ဂျက်ဆင်လိုပဲမိုက်ကယ်ဂျက်ဆင်လာဘောလမ်းလျှောက်ကတော့မဟာလျှောက်နေတာတွေ့လည်းမလို့ကျွန်တော်ကြည့်တယ်ဗျာအဲ့သမရာကြီးသိသိတဲ့ဟာလေးဒီနားထောင်မှုလားမသိဘူးနားထောင်မနားထောင်ဘူးလေနည်းနည်းပါးပါးဂျာနယ်လေးပဲဖတ်ကြည့်နားနေတဲ့လူရှိရင်ကျွန်တော်ဩစတြေးလျဒေါ်လာကျွန်တော်မှ900လောက်ရှိတယ်နားလေရမယ်နော်ကျွန်တော်တော်တည်တည်ချာချာဖတ်ကြည့်ရသီးလား तू ကပြောတော့ပြောတယ်ဘာမှမပြောဘူးကျွန်တော်တို့နိုင်ငံအဲ့လိုဖြစ်တယ်။ဒါကျွန်တော်သူများကိုပြောတာ။ကျွန်တော်အဓိကနှမျိုးတာကျွန်တော်တို့တတိထားဘူး။ကျွန်တော်တို့နိုင်ငံ efficient ဖြစ်တယ်။ capacity တအားကျကျွန်တော်တို့ဟိုတလောကအဲ့လိုပဲမျိုးတဲ့တွားရင်းနဲ့ကျွန်တော်မောင်းနေတဲ့တတိယမှာကားရင်းကြမှုမှမလို့ရက်ခိုင်းတယ်။အဲ့ဒီရက်ကအဲ့ဒီရဟိုကျွန်တော်တို့ဗဟန်းနာမှာရွှေကုန်းပြားနာမှာ
ရခိုင်တော့ရက်လမ်းဖြတ်ကိုလမ်းဖြတ်ကုန်မဲ့လူ၄၅၆အတွက်ရအဲ့ဒီမြင်းကြားတားပြီးမယ်တာဝင်ဆိုတဲ့လက်မောင်းပတ်နဲ့အဲ့ဒီမြင်းကြားလေးတစ်ခုမှတားပြီးနေလို့9ယောက်ဟာကျွန်တော်နင်းနေအောင်ဟောသွားတယ်ဒီကကျွန်တော်တို့မြန်မာပြည်ကအခုဆရာတို့နဲ့မနေ့ကတော့ဂျမ်နေဒီအားကစားလုပ်တဲ့ဒီကနေ့ဒီမှာလူမထားဘူးတဲ့ကိုယ်ကပ်ပြလေးနဲ့ကိုဟုတ်တော့လူဝတန်ဖို့ရှိရဲ့ကျွန်တော်တို့ဒီမှာလူကပေါ်တယ်မော်တော်ကားပေါ်မှာလဲစက်ပရဆို3ယောက်လောက်တယောက်ကလက်မဖြတ်ဖို့နောက်တစ်ယောက်ကကြောင့်ကိုယ်ဘက်ကကြော်တဲ့ကိုဒီဘက်ကနေလက်ချောင်းတော့တကယ်နောက်တစ်ယောက်ကကျတော့ကျွန်တော်တို့တက်လာတဲ့လူဖင်သုံးတကယ်မရှိနေဟုတ်တယ်ဗျာတကယ်ပြောရင်အကြီးပြောရမှာပေါ့ဗျာတဲ့အဲ့ဒါလေးကျွန်တော်တို့ကလေစကားလေးဟိုတလောကလေအဲ့ဒီဆရာမကြီးတို့နဲ့စင်ကာပူသွားဂျပန်သွားတယ်လမ်းလေးပါမယ်ဆိုလေလမ်းလေးဒီလောက်ပါမယ်ဆိုအဲ့ဒီလမ်းလေးကြီးကပဲတိတ်စက်ကလေးရလေဟိုလမ်းကြီးပါမယ်ဆိုဒီဟိုပေါ်တဲ့ကားလေးရသေးသေးလေးလမ်းကြီးထက်ကလည်းသေးသေးလေးဟာတောက်လုပ်နေတာ2ယောက်3ယောက်ပဲမြန်မာပြည်မှာလေဒါတော့အကွက်ကလေးကိုကျွန်တော်ရက်ကွက်မှာဖားနေတာသိလားဒီဘဲကိုဖားလို့ဖားတာပါမယုံမရှိနဲ့အဲ့ဒါလည်းတကယ်ပြောတာဟာကားမဟုတ်ဘူးနော်အဲ့ဒီဖားတဲ့သူက3ယောက်တော့နှမောင်းပန်းက9ယောက်စီးနေကိုစီးနေသိလားဘာမှပဲတဲ့နဲ့သိလားမိဖို့ရောက်နေတယ်မာတော့လေပြည့်စကွန်းထွေးလေချလိုက်ကြည့်နေတာနောက်ပြီးအဲ့ဒီလမ်းလေးခဏတလောက်အကွက်ကလေးပါတာနောက်နေ့လို့ပြန်ပေါ်မယ်ဟာဘလို့စနေကြမှာဘောအဲ့တော့လမ်းကိုပဲထိပ်ဒီပဲဒီအကုန်ပိတ်ထားတယ်မတော်ရအောင်အလိုလိုဟာ efficient မဖြစ်လိုက်တာကျွန်တော်တို့ဘယ်နေရာမှာအဆင်မပြေဘူးကျွန်တော်အဲ့ဒီပါရကျွန်တော်ကသိနေမျိုးတာစင်ကာပူမှာဒီမှာလူတယောက်ရဲ့လောကစင်ကာပူရောက်တော့လေကျွန်တော်စင်ကာပူကမနေဘူးပေါ့အိမ်အောင်ရှိရင်ဒီအမျိုးသမီးကိုအလုံးလုံးဖို့အတွက်စင်ကာပူဆိုတာတက်နိုင်သူတိုက်တွန်းနေဖြစ်အောင်ကြိုးစားတယ်ဘာလို့လဲဆိုလူတယောက်တိုင်းပြည်တစ်ပြည်မှာအလုံးမလုံးပဲငုတ်တုတ်ထိုင်နေရတော့ကျွန်တော်တို့ပြောနေစံကုန်နေပြီပေါ့ဗျာအတိကသူစီက productive capacity ဒီတိုင်းကြီးမရအောင်နစ်နာပေါ့ကျွန်တော်တို့စီမှာအဲ့ဒီလိုနစ်နာနေတယ်အများကြီးအစိုးရနေရမယ်အစိုးရဆိုတာတိတ်အရေးကြီးတာကျွန်တော်တို့ကလေအခုအစိုးရဟွာနေတူတည်လာမိုးတော့ကမမောင်းတဲ့ပဲနဲ့စတီယာရင်ကန်တို့ရတယ်လို့ပဲတွန်းနေပြီးမောင်းကြမောင်းတာတိုက်ချင်လေတိုက်သွားတာကျွန်တော်တို့ကလေအဲ့ဒီကားပေါ်မှာတထိထိနဲ့ဘုတ်တို့ထိုင်တယ်ခဲလည်းမပြေဘူးအော်ကြီးကမောင်းတက်တယ်ညာမတို့ကပြောပါတယ်ကာတွန်းနဲ့တော့မဆွမ်းဆောင်နိုင်ဘူးကျွန်တော်သိပါတယ်ကာတွန်းနဲ့မဆွမ်းဆောင်နိုင်ဘူးကလောင်သွားပြီးဓာတော့တဲ့ဖြစ်တယ်ဆိုတာကျွန်တော်မယုံပါဘူးမယုံပါဘူးဆိုတော့လေရောရတာပေါ့ဗျာလေနဲ့မှမဟုတ်တာအဲ့ဒီတော့ကျွန်တော်နောက်နှစ်များမတော်တဆစိတ်ယူများပေါက်လို့သမရာအရွေးခံရင်တော့ဒီကမဲများလူကြီးမာလေကျွန်တော်တော်လို့မပေါ့ကျွန်တော်ခဏပြောပါတယ်ကျွန်တော်အိမ်အောက်မှာနင်းနေတဲ့စိုက်ကားသမားတော့တော်ကြီးမှတော်ပါမယ်ဒါပေမဲ့ကျွန်တော်အခုလက်ရှိလူထက်တော်ပါလေဘုဒ္ဓလောကဆရာတော်တပါးဘုံဘုံနဲ့မဆိုင်လေးညမမရှေ့ဆုံးနားမှာဒီများချင်းချင်းလေးအဲ့ဒီမှာ2ယောက်သားတော့1ယောက်တစ်ပါးသားပေါ့သူကယဟန်2ယောက်သားထိုင်တော့ဘုန်းကြီးကငယ်ပါလေကျွန်တော်ထက်သူက40ကျော်လောက်တင်ရင်ဘက်ကသူကအဲ့စကားပြောရင်ဒီမှာနည်းနည်းလေးကြားလာတကာကြီးကကျုပ်တို့တိုင်းကြီးအခုဗဒများကြီးပါလေဟို
ဘာခေါ်လဲနိုင်ငံတော်ပြည်များဘာခေါ်လဲမသိပါဘူးငါထားပါတော့ပြည်တံပြည်များတွေကြောက်စိမ့်တွေစင်ပြူတော်တွေပထမတော့ကြောက်စိမ့်ရတာအဲ့ဒါကြီးထွက်တာဘယင်ကတကူကြီးလို့ထုံးတကူကြီးလို့အဲ့ဒါကြီးထွက်တာတခုပြောလက်ခံထွက်ပြီးလို့မမရတယ်လေအော်ခဏရှင်းလိုက်အောင်ပဲပြောလို့မရဘူးတိတ်ကြီးပဲအဲ့တော့တော်လေးကြာသူကတော်လေးကြာဗဒက်များပြောတော်လေးကြာစင်မှာပါလာတကူကြီးလို့စင်ကြီးကဖြူလာတယ်ကျွန်တော်စင်ကြီးဖြူသေးဆိုမှမသိဖြူမှမသိထားလိုက်တော့ကျွန်တော်ဒါနဲ့သုံးခုလောက်ကျွန်တော်လည်းမခံနိုင်တော့ဘူးပြောတယ်ဟုတ်တယ်ဘုံဘုံတိုင်းပြည်အစိုးရမင်းဖုံးတကူကြီးအဲ့ဒီတိရစ္ဆာန်ဒီပါရီကြောက်ဒီပါရီတက်မဲ့ပစ္စည်းတွေအဲ့ဒီတိရစ္ဆာန်ထွက်တယ်ဆိုတော့မှန်တယ်ဒီကဘုတကူကြီးလူတွေကအည်သွေးတက်လာတယ်ဟိုရိုးကြောက်ရိုင်းကကြောက်ရည်တွေဖြစ်လာတယ်တိရစ္ဆာန်ရိုင်းကတိရစ္ဆာန်တွေဖြစ်လာတယ်အစိုးရကတော်ရင် good government ဖြစ်ရင်အဲ့ဒါဆိုလူက resourceful ဖြစ်လာတယ်လူတိုင်းသူပြည်သားတန်ဖိုးရှိတော်လူကဖြစ်သွားကျွန်တော်တို့ကတိုင်းသူပြည်သားဆိုနေပါစေအဲ့တော့ nature resource ခေါ်တယ် nature resource ကျွန်တော်တို့ပေါ်ပါလေပေါ်တော့လေကျွန်တော်တို့ရှေးမှာဆိုလို့မပြောတော့ပါဘူးကျွန်တော်တို့ရဲ့ဖင်အောက်ကကျွန်တော်တို့မတူတတ်ပါဘူးဘလောက်အနေမှလည်းမသိပါဘူးဘယ်နှစ်စာချီမှလည်းမသိပါဘူးဘလောက်ပမာဏမှလည်းမသိပါဘူးကျွန်တော်တို့အိမ်ကြီးချင်းအကုန်သိပါလေတကယ်ပြီးကျွန်တော်ရှေးမှာဆိုလို့မပြောတော့တကယ်ကိုသိဆိုတော့ဗျာဥပမာတစ်ခုပဲပြောရအောင်ကိုယ်ချွေကိုဘက်မှာတခါလုံနေတဲ့နှစ်နှစ်လောက်ကဟောပြောခဲ့သွားတော့အဲ့ကားချက်လိုက်ပဲကျွန်တော်တို့အဲ့ဒီရွှေဘိုတို့မုံရွာတို့အဲ့တောတွေတဲ့ဘက်မှာဝါခုံးမဲ့လူမြစ်ခုံးမဲ့လူကရှိမှရှိမယ်အဲ့လိုဘူမိဗေဒတရွန်းလေးနဲ့တက်ပြီးဝင်နေတဲ့တရုတ်ပညာရှင်တွေချုပ်ရှိတယ်တော်သူတယောက်တည်းပဲဒါပေမဲ့သူပါမစ်တွေပတ်ဖို့လည်း၅ခုလောက်ပိုင်းပါလိမ့်မယ်ဒီပဲလေတော့နော်သူတို့ကလုပ်တဲ့ဒီလိုတတုမှာပေါ်မြကြီးတုံးလေးတွေပါလေးတွေဆက်ကူကူလေးနဲ့ပို့ရင်တို့ကျွန်တော်တို့ဟွာပေါ့ဗျာဗန်ကားလေးတွေစူပါရုကားလေးတွေနဲ့ပို့ကျွန်တော်တို့အဲ့ဒီလုံခဲ့တဲ့ဒီငါနှစ်ကရိုးကုံကိုပို့ရင်8000လောက်ပဲရတယ်သူတို့အဲ့ဒီဆက်ကူကူလေး10ဘူးလောက်ပို့ရင်2သိန်းလောက်ပြည်တယ်ဆက်ကူကူလေးနဲ့ဆရာကြီးဒီလောက်ပဲ10ဘူးလောက်ကိုကားနောက်ပန်းဒီသူတို့ပြောတဲ့လိပ်စာတရုတ်ပြည်ပဲမောင်းသွားပြီးပြီးလိုက်ရုံပဲကျွန်တော်တို့ဘယ်လိုကမားကားတွေလဲအကုန်ခံလို့တဲ့ကိုယ့်ကိုမှားပြီးကိုယ့်ကိုတင်ပြီးမောင်းသွားလိုက်တာလေအေးဆေးပဲတဲ့အော်ဟုတ်လားဆရာရဲ့တဲ့ကိုရောက်လို့သူတို့လိပ်စာရောက်တော့ဘိုးတော်ကြီးမောင်းနေရတယ်မောင်းဝင်ပြီးသူတို့အပေါ်ကဆင်းလာအဲ့ဒီကနေအပေါ်ကနေဆင်းလာပြီးမှန်လုံကန်းနဲ့ဆင်းလာတဲ့လူကဝစ်စုံကြီးနဲ့အခုအီဘိုလာတွေ့တဲ့ဟိုဝစ်စုံမျိုးပြီးလက်တံဆက်လက်တံနဲ့ပဲကြိုင်နေတဲ့အဲ့ဒီကိုဆိုတော့ဟိုကောင်ပေါ့ကိုထားတင်လာလုံးဝအထိမထိဘူးဘာဒီတက်ပြီးဘာကြွနေမှမသိတာအဲ့ဒီလိုတကယ်ဖြစ်ဖြစ်ကျွန်တော်တို့ကလာသိဘူးလေတဲ့ပေါ့ကျွန်တော်တို့မသိကျွန်တော်တို့ဘာမှမသိဘူးကျွန်တော်တို့ကဟွာပေါ့ကျွန်တော်တို့ resource nature resource နဲ့ပတ်သက်လို့လည်းမသိဘူးကျွန်တော်တို့ရဲ့ဟာရီယာ nature resource ပေါ်နေတာပြောတယ်ကျွန်တော်တို့အသုံးမချတတ်ဘူးကျွန်တော်တူးတဲ့ပြင်အတတ်ပညာကျွန်တော်ရင်နံတူးတာတွေကျွန်တော်တို့ဟိုအင်းချင်းကြောက်တူးတာတွေကျွန်တော်တို့ကြောက်ခင့်ကြီးနဲ့တူးနေတာဘာမှသိမရှိဘူးကြောက်ခင့်သားတာပဲဗျာအဲ့လိုပြောရင်ကျွန်တော်အထင်သေးလို့မဟုတ်ပါဘူးကျွန်တော်တို့ဘဝတော့အဲ့တော့ကျွန်တော်တို့ဒီလိုကျိုးဆိုပါတော့ကျွန်တော်ဒီဘယ်နေရာရောက်ဘယ်နိုင်ငံရောက်ဒီနိုင်ငံမှာကျွန်တော်တို့ကြီးကျွန်းတာပေါ်ကျွန်တော်တို့ကျွန်းတကားတွေအိမ်သားတောင်ကျွန်းတကားတက်ကျွန်တော်တို့ကပေါ်ချက်ကဒါပေမဲ့မိုးရာဒီဆိုရင်ကျွန်တော်တို့ကအဲ့ဒီကောင်ဘလောက်ပဲကျွန်းအစ်စ်ဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ကံကြွယ်မှုလက်ကမကျွန်တော်တို့ရဲ့နီးပညာညံ့တော့
မူးရင်းဆိုပိတ်ပြီးရအထဲထဲကနေချောင်းဆိုးပြီးဟုတ်လူရှိချောင်းပြောရတယ်လူရည်ဒီကြတော့အဲ့ဒီသောတော့ပိတ်ရတယ်တကားလက်နှလုံးတော့ကျဲတဲ့တာဒီအပြင်နဲ့အတွင်းနဲ့မြင်းမြတ်ဒါသဘောပြောတာကျွန်တော်တို့ပညာပိုင်းဆိုင်ရာတော်တော်အားနည်းသွားကျွန်တော်တို့ကမြမသာဦးမျိုးအောင်ပြောတဲ့စကားသိကောင်းပါလေကျွန်တော်တို့ဖြစ်နေတဲ့ယောဂါကယောဂမတိတော်ယောဂါကျွန်တော်တို့ကိုယောဂါကိုသိဖို့လိုပါတယ်ကျွန်တော်ကုလသမဂ္ဂအတွင်းမူချုပ်ဦးတန်းပြောတဲ့စကားလုံးသိချိတ်ပါလေပညာရေးဒီနိုင်ငံရေးအခြေခံအုတ်မြစ်ဖြစ်တယ်ကျွန်တော်အဲ့ဒါလုံးဝလက်ခံပါတယ်ကျွန်တော်ဒီနိုင်ငံမှာအခုပညာသင်နေတဲ့လူတွေပညာသင်နေတဲ့လူငယ်တွေအလုပ်တစ်ဖက်နဲ့ဟောအင်မတန်အခွင့်အရေးကောင်းရနေပါကျွန်တော်တို့မြန်မာပြည်တွင်းမှာပညာခါတလေ9ရက်6ရက်နဲ့လေဝေရတယ်လို့ရနော်အဲ့ဒီရတယ်ကျွန်တော်တို့ကလေးတွေလည်းသနာပါတယ်ကျွန်တော်တို့ကလေးတွေကလေအားလုံးအဝေးတင်တက္ကသိုလ်တည်းရတာပေါင်းဆိုတက္ကသိုလ်တွေအဝေးမှာမလို့နော်အဲ့တော့ဒါပေမဲ့ပညာဆိုတိုင်းလေဒီရလူတွေကျွန်တော်မနေ့ရောတနေ့ရောစကားပြောကြည့်အောင်အင်မတန်နှလုံးသားမြင့်မြတ်ပါလေကျွန်တော်တို့ပြည်တွင်းမှာတော့တချို့ပညာရှင်တွေကဟိုဆရာဖေမင်းစကားနဲ့ဆိုရင်နိုင်ပါတယ်ပြည်တွင်းပြည်နိုင်ငံခြားပညာတတ်များပြည်တွင်းကနေနိုင်ငံခြားမှာပညာသင်ပြီးပြန်လာတော့ပညာတတ်များတချို့ကတော့နိုင်ငံတော်အကြံပေးပါလေဖြစ်ကျွန်တော်ကတော့ဆရာလေးတယောက်ရေးတာကျွန်တော်ရေးရမဟုတ်ဘူးနော်သူရေးတာဒီသဘောကျတယ်အကြံပေးလားကြံရပါလားမသိဘူးကျွန်တော်ကအခုနည်းနည်းကျွန်တော်ကဆရာမပြောတယ်လို့ပေါ့ဆရာမအသက်ကြီးဆုံးသူကနော်သူတော့ကျွန်တော်တို့လည်းတိတ်တော်ငယ်တော့ကြံတဲ့အသက်ကဦးသက်ပဲကြံတော့တာပြူသက်ကလေးတွေကတတ်တာဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့အခုများများတွေ့ရတာကျွန်တော်လေးဟိုဦးကြောင်နဲ့နိုင်ငံရဘွဲတွေပါဒီကြက်ကန်းတိုးပြီးရခဲ့တာဟုတ်ရခဲ့တော့တကယ်ပါကျွန်တော်ဘာမှသိမတတ်ပါဘူးအဲ့တော့သူတို့တော့ကျွန်တော်သိတာပညာကိုလည်းကျွန်တော်ပညာဟာလေတော်ကူလုံးဝပါလေပညာကိုကျွန်တော်မတတ်ဘူးဆိုတကယ်လို့တက်လို့မှမရဘူးတက်မယ်ဆိုရင် research ရောဒါတဲ့အမြဲတမ်းမြုပ်နှံပြီးဒီမှာပညာတတ်တယ်ဖြစ်မှာဘူးကျွန်တော်ကာတွန်းနဲ့ပတ်သက်လို့တော့ကျွန်တော်ကြိုးစားပါတယ်နေ့တိုင်းကြိုးစားပါတယ်သို့တော့ပြည်သူတွေရဲ့ခံစားချက်နှလုံးသားကိုရင်ကိုယ်တိုင်ဝင်မခုံမဲတဲ့ပညာတစ်ခုပဲစဉ်းစားတဲ့အတွေးခေါ်လောက်ရအကြံဉာဏ်တွေကတော့ကြီးနေကျွန်တော်တောင်းရင်ကြတယ်ပဲအလုံးမဖြစ်ဘူးအဲ့ဒါတွေကိုခဏခဏကြားရတဲ့အခါမှာနှလုံးသားအရေးကြီးဆုံးမှာကျွန်တော်အခုဆရာကြီးဖြစ်စေလို့လူမျိုးလာတော့အော်တာပေါ့ကျွန်တော်တို့ခြာတော့ဘာမှမဟုတ်တဲ့ကောင်သူလာအားပေးတာအဲ့ဒါနှလုံးသားသူကျွန်တော်ဒီပညာလာယူတာမဟုတ်ကျွန်တော်သိတယ်ဘယ်လိုလို့ယူတာဒီ object တစ်လုံးမှမတတ်တာဘိုးပြောကျိုးပြောတယ်နော်အဲ့တော့ကျွန်တော်ကသိယူစေခြင်းပါလေကျွန်တော်ပြည်တွင်းမှာလည်းပြောပါတယ်သိယူမှာမှနားလေပါကျွန်တော်လမ်းကြီးလုံးမှာ understand ဖြစ်တယ်နားလေပါမှမျက်နှိုးပါကျွန်တော်တို့မနာမလဲမမျက်နှိုးတတ်ဘူးနော်မျက်နှိုးတတ်မှမျက်နှိုးပါမှထိမ့်သိမ့်တတ်ပါနိုင်ငံရေးကိုလည်းကျွန်တော်တို့သင်ယူရပါလိမ့်ပညာတတ်ရပါလိမ့်မျိုးချစ်တယ်ထောင်ကြဘူးတယ်ဘယ်တစ်ခုနှစ်ကမွေးတယ်ဘယ်အရေးကြီးမှပါတယ်ဆိုတာတော့နဲ့မရပါဘူးကျွန်တော်တို့သိချင်စဉ်းစားပါနှလုံးသားကျွန်တော်အဲ့ဒီလူတွေရဲ့တန်ဖိုးပြည့်စုံမှုတကယ်လေးစားပါတယ်သို့တော့ပညာလေးတွေကြည့်ပါတယ်ရှင်တွေးပြီးကြမယ်နောက်ပြီးတော့အဲ့ဒီနားလေအောင်သိယူပါမှနားလေပါမယ်နားလေပါမှမြတ်နိုးပါမယ်မြတ်နိုးပါမှထိမ့်သိမ့်ပါမယ်ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့တခါတလေချင်းပြောကျွန်တော်တို့ထိမ့်သိမ့်မှုနားလေရတယ်လို့ကျွန်တော်တို့တခါလေတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ့်ကြမယ်ရေးချွေးတာကြတိချက်ကြီးဝတ်တာ
ကျွန်တော်ပြောတယ်အဲ့ဒီတီရှပ်ထုတ်ဖို့အတွက်တထဲကိုရေးကာလ900ကုန်နဲ့သိလာကျွန်တော်တို့ကအားကြောင့်တခါဒီသဘာဝပေါင်းရင်တခါဒီတချို့ကြတအားသိသိနဲ့ပြောတော့လဲကြာကျွန်တော်နောက်တက်တယ်သိလိုက်သဘာဝပေါင်းရင်ထိသိဖို့အတွက်တီရှူးတွေမတုံးနဲ့ငှက်တွေတပြည့်ပြည့်မလုံးနဲ့ဟောတီရှူးတွေငါးတော့များများတစ်တိနေခေါ်ရမယ်လက်ကင်ကွာတော့အဲ့ဒီလက်ကင်ကွာတော့မှတကယ်တော့ဘာဖြစ်ဖြစ်ဒါဝါရီဆိုင်ရပဲဝါဆိုင်ဖို့တည်ရည်သုံးရမယ်မြေတွေသုံးရမယ်မြေဩဇာတွေသုံးရမယ်တမ်းမြေဩဇာကြီးဘုဒ္ဓတည်သုံးရမယ်အဲ့ဒီတော့အပေါင်းဆုံးသဘာဝပတ်ဝန်းကျင်ထိမ့်သိနေတော့ဒုငင်ငယ်ကြီးကောင်းတယ်လို့နှက်ထွက်ဘယ်လိုလဲတဲ့ကြာချရူးဆိုပြီးစုပ်ပြီးတော့အဲ့လိုပေါက်တတ်ကြရတယ်ပြောရတယ်အဲ့တော့ကျွန်တော်ဟိုတလောကကျောင်းဆရာအလေးသားကြီးနေနာမည်မိနဲ့ဥပ္ပစုလာပါအားမမေးဒီမဲ့လားသူကတကုံရုပ်တင်မှန်လားသူကတစ်ပင်လေးသူစိုက်တယ်ဘယ်လိုလဲဆိုသူတကုံမှာသူတို့တကုံမှာအစောပိုင်းကတစ်ပင်မရှိဘူးသူအဲ့ဒါဒီဗန္နာပင်လေးစိုက်တော့ဒီလမ်းလေးသေးတဲ့လေးတွေပါလေးကြအရေးကလေးရတော့သူ့ကိုဆရာကြီးနဲ့ကျွန်တော်တို့ခဏဒီနာလေးငါနားမယ်တော့ဟာနားပါရတယ်ကျဒါအိမ်ဝင်နေလဲမဟုတ်ဘူးအေးရှိပြီအဲ့နဲ့သူရေဦးလေးပါသူထတ်ချပြီနားရဲ့လူလေးတွေ5-6ရောက်တွေ့တန်းလေးပါလေးလည်းတုတ်ကြပါလေအဲ့တော့အော်ငါတပီနဲ့စိုက်တတ်တော့ဒီလောက်ဆိုရင်ငါအပင်စိုက်မယ်သူစိုက်လာလိုက်တာ10နှစ်15နှစ်ရှိပါပြီအပင်သူ4-5တော့စိုက်ပြီးတော့ပါဒါပေမဲ့သူကျွန်တော်ပြောကျွန်တော်စောစောပြောပညာဆိုတဲ့လမ်းနည်းလို့ပြောတာပါသူတရစ်ကြကျွန်တော်ဆရာကြီးတစ်ပင်တစ်တောင်းမှတစ်တောင်းမဖြစ်ကျွန်တော်တို့အခုလိုနေတာတစ်တောလို့ဗျာတစ်ပင်နဲ့မကောက်တစ်တောလေးမှမရှိတော့တစ်တောပြန်လုပ်ဖို့လိုတဲ့အတွက်တစ်ပင်တစ်တောင်းလောက်ဆိုရင်တစ်တောဖြစ်တယ်ကျွန်တော်ကြိုးစားပြီးတော့တစ်ပင်တစ်တောင်းလောက်နဲ့သူစိုက်ပြီးတာ9000ကျော်ရှိဒါပေမဲ့တစ်တောလို့ဖို့မြေတနေရာကိုသူလုပ်ပြီးတော့တစ်တောစိုက်ဖို့လုပ်တော့ဆရာကျွန်တော်အဲ့ကျမှသိတယ်တစ်ပင်စိုက်တိုင်းတစ်တောမဖြစ်ဘူးအဲ့ဒီတော့မှကျွန်တော်ဦးအောင်ဆိုတာဒီအော်စတြေးလျလူတွေပိုင်းနဲ့လဲကျွန်တော်ထင်တယ်ခင်မှာပါဦးအောင်စီကိုတွားမေးရတယ်တွားသင်ယူရတယ်ဆရာကြီးတစ်တော်ပြောင်းဘလို့လို့တစ်တော်ကခင်ဗျားတို့သိပါတယ်တစ်တော်ရဲ့ဂေယစနစ်တွေဒီကောင်တွေရောချတွေရောဒီခြုံရွယ်ပိတ်ကောင်းအကုန်လုံးဂေယစနစ်ကြီးပြန်ဖြစ်ဖို့သူကြိုးစားကျွန်တော်အဲ့ဒီဆရာက65-90လောက်ရှိပြီအဲ့ဒီအရွယ်အထိသူ့မှာလမ်းလို့ဖို့ပညာသင်ယူဖို့သူဘယ်တော့မှသူမလျှော့ဘာလို့လဲသူကသောပြောင်းမြန်သင်ယူပါမှမြန်လို့ပဲမြန်လို့ပါမှထိတ်သိမ်းကြတယ်နောက်သင်ယူပါမှနားလဲမှမြန်လို့မှသူကကြတာမြန်လို့ထိတ်သိမ်းခြင်းလို့သူကပြန်ပြီးတော့ပြောင်းမြန်ပြန်ပြီးတော့မှနားလေအောင်ပြုသွားတယ်နားလေခြင်းလို့သင်ယူတယ်ကျွန်တော်တို့တကယ်ချစ်ပါမှာဆိုအဲ့ဒါတကယ်ချစ်ကျွန်တော်ကောင်းစီရတကယ်လားခုမှစားမှာဟုတ်တယ်မင်းနော်ပြန်အစ်ချင်တဲ့အိတ်တော့လကားပါကျွန်တော်တနာရီအတိပဲဟောမှာအဲ့ဒီကျွန်တော်ခု4မိနစ်40ရှိပါပြီကျွန်တော်ကဆရာပုံစံပကြီးဆရာကြီးပုံစံပါဆုံးသွားတာ90တော့လာ90လာပြီးဆုံးသွားဆရာကြီးပုံစံနဲ့ကျွန်တော်တေကန်ဒီ3 နှစ်မှအတူနေဘူးပါတယ်တရက်ကြတော့အခုအဲ့တော့ရင်းမှုတက်ကတူဆိုပြီးရန်ကုန်မှာဖွင့်မယ်မဖွင့်သေးပါဘူးအဲ့ဒီမှာဖွင့်မဲ့လူတွေလာပြီးတော့သူတို့ဘလို့တွေတင်မယ်ဘလို့တင်ရိုးညွှန်းနှန်းနေတယ်ဘာတွေနဲ့သူတို့အားရပါပြစီလာဆွေးနွေးပါတယ်တင်ရိုးညွှန်းနှန်းဆွဲပြီးလာဆိုဆွဲရတယ်ဘူးတက်ကတူကဖွင့်တော့မယ်ဘာသာဥတွေနဲ့ဘလို့ပြဋ္ဌာန်းဆောင်တွေလုံးလို့ဆရာမှရှိရင်လည်းခဏခါပါတက်ကတူဖွင့်မှာအဲ့တော့ဒီဆရာပုံတဲ့တလုံးမှမပြုတ်ကြည့်ကျွန်တော်ပေါ့အဲ့အင်ရှင်နေတဲ့ကျွန်တော်နဲ့ဆရာပဲရှိတယ်သူတို့ကဧည့်သည်9ရောက်တော့ညှိနှိုင်းမှုလုပ်မဲ့လူနဲ့ပါနဲ့အဲ့ဒါနဲ့နိုင်ဝဲချောလောက်ပြောပြီးတော့ဆရာပုံတဲ့တခုံးမဲ့ပြန်ပြီးပါတယ်တကယ်လားအဲ့ဒီနေ့ကစပြီးကျွန်တော်ပုဂ္ဂိုလ်ကိုပြန်ပြီးပါတယ်တကယ်လားကာတွန်းဆွဲခြင်းနဲ့တကယ်လားသားသမီးတွေဖြစ်တယ်တကယ်လား
ကျွန်တော်မိသားစုလောက်ကင်ကြွေးခြင်းနဲ့တကယ်လားအေးဒါတက်ခြင်းနဲ့တကယ်လားကျွန်တော်တကယ်လားဒီတနေ့ကိုတကယ်တော့ကျွန်တော်တို့မိကုန်ပေါင်း90လောက်100လောက်ကျွန်တော်တို့နေတိုင်းနေနေမှာအော်ဒီကျဟောပြောပဲဟောမယ်ကျွန်တော်ဆိုတော့နိုင်နေတာအခုဟောရမယ်တကယ်ဟောတယ်တကယ်လားဟုတ်တချို့ကအပေါ်ရောက်ပြီးတကယ်မဟုတ်သွားဘူးတချို့ရှိတယ်ဒီထိုင်ကုန်ကပြန်မထားတော့တကယ်လားလဲအဲ့တော့ကျွန်တော်တို့တကယ်လားဆိုတာအရေးကြီးပါတယ်ကျွန်တော် OPJ ဆိုတာပြောလို့ဘာမှမသိပါဘူး OPJ ဆိုတာဘာလို့ဟာလဲဆိုဟိုက်လို့ loud speaker ပါကျွန်တော်တို့အရာဟိုက် loud speaker OPJ လို့နာမည်ပေးတာဒီဆောင်းမောက်ကြီးကကျွန်တော်ဒီကမပြောရင်သူ့လိုလာမထွက်ဘူးခင်ဗျအလုံးဝမပြောဘဲနေကြပါအိုးသူမပြောဘူးကျွန်တော်ဒီကပြောမှဒါမဲ့ကျွန်တော်သူမပါဘူးကျွန်တော်ပြောဘာလို့ကြောက်ဘယ်ကြမယ်သူကကူညီလိုက်တာကျွန်တော်တို့ကာတွန်းဆရာစာရေးဆရာအမှုပညာဆရာတကယ်တော့ပြည်သူတွေရဲ့စောစောကဆရာမောင်စင်ဝင်းရဲ့အချစ်ကဗျာဆရာမရဲ့ထောင်တွင်းအတွေ့အကြုံဆရာမရဲ့ဝတ္ထုအဲ့ဒါဆရာမတယောက်တည်းဖြစ်တာမို့ဒီလူတွေရဲ့အချစ်တွေဒီလူတွေရဲ့ဘဝတွေပြန်ပြီးတော့မှအမှုပညာအားနဲ့ပြန်ချဲ့လိုက်တာပေါ့ကျွန်တော်က OPJ ဆိုတဲ့ကလောင်နာမည်ကွာ amplify လုပ်တာပါကျွန်တော်ဘာမှပူမသိဘူးခင်ဗျားတို့အားလုံးရဲ့ရင်ထဲကခံစားမှုကိုကျွန်တော်က microphone ဒီ amplifier ကိုသုံးပြီးတော့ပူပြီးတတ်အောင်ပူကျဲအောင်အော်ရပြီးရကြည်ရဖြစ်အောင်လုပ်တာပါ OPJ ကိုယ်တိုင်ကဘာမှမရှိဘူးဒီကောင်းထဲမှာဘာမှမရှိဘူးဒီပရိသတ်တွေရဲ့ရင်ထဲကကောင်းတဲ့ဟာတွေပေးတဲ့အားလုံးပြန်ကြောင်းကျွန်တော်ကြိုးစားနေအဲ့တော့ကျွန်တော်တို့ကကာတွန်းတစ်ခုရေးဆရာတော်ကြီးပြောတဲ့ဖန်ပြကွင်းနဲ့ကြောက်စိတ်အမောပြေအောင်တိုက်ပါမမဆရာအဲ့ကြပြကိုအဲ့ဒါလေးနဲ့ရှင်ပြပါတယ်ကျွန်တော်အဲ့ဒါလေးဖတ်ပြီးတည်းတိတ်သဘောကျတယ်ကျွန်တော်တို့ကဒါလေးကရေလေးနော်မြင်ရတယ်ဒီဟာလေးကတောက်လိုက်ရင်အမောပြေဒီဟိုခွတ်စုပ်ကြီးနဲ့နှကန်းလေးပဲကြီးတွေထက်တဲ့ခါလေးထည့်ပြီးတိုက်တော့မတော့ဘူးအဲ့ဒါဖန်ပြပွဲမဟုတ်ဘူးဒီခွက်ကလေးကဖန်ပြပွဲလေးထဲတဲ့ရှုံးရည်ကြီးထည့်ပြီးတိုက်တော့ဒီပန်နေတဲ့ကြီးပိုးလောက်လန်းနေတယ်ဘယ်တော့လဲအနေလေးနဲ့ကျွန်တော်တို့ကပုံသဏ္ဍာန်ရောအထင်အနှစ်သာရအောင်ကြိုးစားပါလေအဲ့ဒီမှန်နှစ်ခုလုံးအားထုတ်ရတယ်ပြီးတော့ပါတယ်ပန်ပြခွင့်နဲ့ကြောက်စိတ်ကြီးအမောပြေအောင်တိုက်ပါမှာပါအမောပြေအောင်တိုက်ပြီးအမောပြေဖို့ဆိုတာကျွန်တော်ဒီမှာတော့မရှင်းတော့ပါဘူးဆရာတော်ကြီးပြောတာအတ္တမိမိရဲ့အတ္တနေပါမှဖတ်သူခံစားသူကအမောပြေပါတယ်မဟုတ်ရင်ကျွန်တော်တို့ရဲ့အတ္တအမောတွေကအဲ့ဒီကျွန်တော်တို့ရဲ့အနုပြန်မှာပါနေတဲ့ခါမှာဖတ်စာပတ်သူအမောမပြေပါဘူးကျွန်တော်တို့အခုဆိုတော့ကျွန်တော်ကတော့ဆွဲရတယ်အများကြီးပါသို့တော့ဒီနေ့တော့တချို့ဟာဒီတစ်ခုနှစ်ခုပြောရမယ်ကျွန်တော်တို့ကစောစောပိုင်းကစာပေစီစီအမတန်ခက်ခဲပါတယ်ကျွန်တော်ကတော့ဆရာပေါင်းမှာ the most sensitive cartoonist အနေနဲ့လုံခဲ့တဲ့နှစ်ကျော်သတ်မှတ်ထားပါတယ်ကာတွန်းဆွဲတဲ့ပုံပေါင်း400ကျော်လောက်စဉ်းစားဖြစ်မှုပါတယ်စဉ်းစားဖြစ်ရင်အဆိုးဆုံးကတော့စာမှုကမရပါပဲเนาะအဲ့ဒီတော့ကျွန်တော်ဒီအစိုးရတက်ခါကြတာကျွန်တော်ရေးပါတယ်ကျွန်တော်ဟာကွာလကအဝတ်ယူနီဖောင်းပဲလဲတော့ပါလို့ရေးဘယ်ဖတ်မယ်ဘယ်ပါမယ်ပြီးတို့ခဲ့ပြီးအိမ်ကြီးကနေလာပြီးတော့6ပြီးတော့တပ်ပုံရိုက်သွားတယ်ကျွန်တော်ကရှင်းတဲ့ကာတွန်းကိုရေးအဲ့ဒီကြလဲတိတ်မရစာမျက်နှာစာအုပ်တစ်ထောင်ဆိုရင်အုပ်တစ်ထောင်ရဲ့စာမျက်နှာတစ်ထောင်ကိုဖြည့်ရတာဒီကြားတဲ့ကျွန်တော်နဲ့စိုက်ကားစီးတဲ့လူကမှောက်တဲ့ကံပါသွားတယ်ကျွန်တော်နောက်ကျော်ကတော့ဆရာအလကားကြီးပါသွားတယ်အဲ့ဒီလူဘဝအောင်ပြီးတော့ကျွန်တော်တို့ကလွတ်အောင်ရေးရတယ်အဲ့ဒီခါမှာအနှစ်သာရကကျွန်တော်ဒီလူတွေအဝေးစားပဲပြောင်းတာ
ဒါကိုကျွန်တော်လဲတာလူမလဲဘူးပြောချင်တယ်ကျွန်တော်အားနဲ့ကြာကြီးစဉ်းစားတယ်ကျွန်တော်ပြောတဲ့ဆိုတော့နှစ်တာပုံသဏ္ဍာန်တင်ပြဖို့ဘယ်လိုနဲ့ပြလိုက်လဲဆိုတော့ကျွန်တော်တို့မြန်မာတွေကဘောလုံးပွဲတော်တော်ကြီးတယ်ဒီဟို rugby မဟုတ်လေကျွန်တော် football ပေါ့ soccer ဟုတ်ကဲ့အဲ့ဒီဟာတော်ကြီးတော့မြန်မာတွေကဘောလုံးပွဲ Premier League ကတော်တော်ကြီးတော့စီးနင်းနေအကုန်ပြီးတော့ကျွန်တော်အဲ့ဒါကိုရှင်းပြကြမှာကျွန်တော်ကကာတွန်းဆွဲတာလည်းစာမပါပါဘူးဘေးကအကူတန်ကထောင်လိုက်တယ်ပုံပြားအနေကြီးနံပါတ်9နဲ့18နဲ့လဲမယ်ထောင်လိုက်တယ်9ကအနီဆိုတာထွက်မှာ18ကအစိမ့်18ကဝင်းမယ်9နဲ့18နဲ့လဲမယ်ကိုဘက်ကနီးပြမျက်နှာ၄တောင်ကြီးနဲ့သပင်တွတ်ကြီးနဲ့မျက်မှန်ကြီးနဲ့နှခမ်းတူကြီးနဲ့နော်အဲ့ဒီဟာကြီးကရက်လို့ဘောလုံးသမားထွက်လာတယ်ဘာရလို့လဲဆိုတော့ကိုင်းစားမှလေအင်ကြီးလေးချွတ်တယ်ကိုအင်ကြီးလေးချွတ်ဟိုဒီပြရဲ့ဆက်ကြီးအင်ကြီးလေးလှမ်းပြီးလွတ်အောင်ရေးကြရဟိုးမဆလာခေကကျွန်တော်တို့ဆရာကြီးတွေတက္ကသိုလ်ဆရာကြီးတွေကြလဲအစည်းအဝေးတွေပဲလိမ့်တဲ့ခိုင်းတခါတလေလဲညှက်ရှင်းခိုင်းတာတို့ကြောင်းကောင်းတာမဟုတ်တဲ့ဟာတွေလုပ်ခိုင်းတခါတလေတရားသူကြီးလုပ်ခိုင်းမှတ်မှတ်ရကျွန်တော်အဲ့ဒီကာတွန်းရေးဖို့စဉ်းစားတဲ့အချိန်မှာဆရာဝန်ခွဲစိတ်ဆရာဝန်တယောက်ကမန္တလေးမှာတရားသူကြီးလုပ်ရတဲ့ကာလလွန်ခဲ့တဲ့နှစ်20-30လောက်ကပါအဲ့တော့ဘာလုပ်လဲဆိုတော့သူကခွဲကန်းနဲ့ရောက်ရင်ဒီနေ့ကွာဟိုကောင်မလေးရဲ့မဒိန်မှုကဟိုကောင်ကကျူးလွန်တဲ့ကောင်ကဝင်မခံနဲ့ဘိုက်ကဖွင့်ပြီးခွဲနေဘေးကဟောက်စာကြီးလေးနဲ့ကြည့်တော့ဒါမဲ့နားထောင်ရတာအမှုကြောင့်တော်အဲ့လိုကိုယုကာယဟောတက္ကသလေစားလုပ်ငန်းညွှန်ကြားမှုကမနေ့ပြန်ကြတော့အထယ်လေးညွှန်ကြားမှုဖြစ်သွားအတော်လေးကြာတဲ့ရှေးအောင်သူဒေသနာညွှန်ကြားမှုဖြစ်သွားဟာဘာမှမဆိုင်ဘူးပြောင်းနေလိုက်တာအာရပါရသိလားအဲ့လိုလွဲချော်မှုတွေသိတော့ကျွန်တော်ကာတော့ရေးခြင်းတယ်လွတ်အောင်လေးရေးခြင်းတော့ကျွန်တော်ရေးတဲ့ကာတော့ကျွန်တော်ပြောပြမှာကျွန်တော်ရှုမှတ်မိမှာပါကြာတော့ပဲနှစ်30လောက်ရှိပါတယ်ကျွန်တော်ကဒီကာတွန်းလေးရုပ်တယ်ကျွန်တော်တလားတော့စဉ်းစားတယ်ဒီအကြောင်းအရာကြီးပုံသဏ္ဍာန်ဘလို့ပုံသဏ္ဍာန်နဲ့တည်ရစီရနာဒီဟာကိုလူတွေတဲအပုတ်တည်ပြီးခံစားနေတော့ကျွန်တော်ကနွားကြီးကောင်လက်ကျိုးနေတာတောင်သူဦးကြီးကခေါ်သွားပြီးတော့ဒေါက်တာစိတ်ကျဲ BBS ဆိုတဲ့ဒိဋ္ဌိတိဝဆရာဝန်ကြီးခေါ်သွားတယ်ဆရာဝန်ကတွေ့ကျွန်တော်6ွက်ကြီးတာပါဒုတိယဘက်ကျမှဘာဖြစ်တာလဲကျွန်တော်နွားကြီးကြက်ခိုးစင်မှာတက်ပြီးကြွက်ခုံလို့လက်ကျိုးသွားတာကြက်ခိုးစင်ဆိုတာကျွန်တော်တို့အညာမှာမိဘဘောမှာသတော်လေးစကားလေးတောင်းလေးထဲတယ်ခပ်ပေါ့ပါမိကိုထိနေဘာမှမပြည့်စည်နိုင်တဲ့ဟာမျိုးသိလည်းမလေးဘူးအပေါ်မှာကြွက်တွေလည်းတော်တော်တောင်းချမ်းတယ်ကြောင်တော့ပဲတင်နိုင်တယ်လူတော်သိမ့်တဲ့ခက်ကြဲလေးအဲ့ဒါကြက်ခိုးစင်ခေါ်ပါတယ်ကျွန်တော်တို့ကတစ်ခါလေအဲ့လိုစလုံးကြီးချရပါတယ်ကြက်ခိုးစင်မဟုတ်ဘဲနဲ့အပေါ်ဓာတ်လို့ဆိုရင်နွားတက်လည်းမကျိုးအောင်ကျွန်တော်တို့ကကျိုးလဲကျိုးရမယ်ကြောင်လောင်လဲတင်နိုင်မယ်အဲ့ဒီလိုကျွန်တော်တို့ကစီရနာထားရတော့မိမိအောင်ဘယ်လိုတင်ပြမလဲဆိုတော့ကျွန်တော်တို့လမ်းခင်းတယ်လို့ပါပဲနော်စလုံးတိုက်လိုက်လို့မဖြစ်ပါဘူးဒီချာကျွန်တော်စဉ်းစားပါအဲ့ဒီတော့မှကြက်ခိုးစင်မှာတက်ကျွဲခုတ်တယ်ဆိုအဲ့ဒီမှာကြောင်ကဒေါသပြောမင်းကကြောင်လုံးရမယ်အလုပ်ကိုမင်းလုပ်တာလက်ကျိုးတော့နေသေးတယ်အပြတ်ပြောတယ်ဦးကြီးလည်းဟုတ်တယ်အဲ့ကြမှာသူ့နွားကိုသူအစောရဲ့သနာနေလေဒီဆရာဝန်ပြောမှသိကြမှာဟုတ်သားတယ်ပေါ့သူကမျက်ထောင်ကြီးနဲ့ကြည့်နေတာပေါ့ဒါမဲ့ဟိုပေါ့ပြေစမအပွက်မှာသူကဒီလိုတိုက်ပုံလေးနဲ့ပေါ့မောင်းကျက်တွေမှန်ရှိမနေဒီနေ့မအားသေးဘူးကွာနောက်နေ့မှလာခဲ့အဲ့ဆရာဝန်ကြီးကပြောတယ်နောက်ဆုံးကွက်ကြတရားဖွင့်ပေါ်သွားလိုက်ဘူးကျွန်တော်တို့ကအဲ့လိုဖြစ်သွားတာဟုတ်အဲ့တော့ကျွန်တော်ဒီလိုဝေဖန်တဲ့ကာတွန်းလေးရေးတယ်ကျွန်တော်အခုဒီနေ့ခါတော့ဝေဖန်တာမဟုတ်ပါဘူးကျွန်တော်ကကာတွန်းကဝေဖန်ယူနေမကောက်ဘူး educate လုပ်လို့ရမယ်ပေါ့ပါလေးပေါ့ information ပေးလို့ရမယ် infotainment edutainment ပြောင်းဖို့အတွက်
criticize လုပ်ပါမယ်မယောင်များစီလို့လည်းကျွန်တော်တို့အမိမောက်မတည့်လည်းကျွန်တော်တို့လည်းညှို့ထုတ်ပြဖို့လည်းတောင်းရှိပါတယ်တခြားဟာလည်းလုံနိုင်သေးလုံနိုင်သို့တော့ကျွန်တော်အားတစ်ခါလေးတွေ့ကြည့်ဒီတိုင်းပြည်မှာလမ်းခီးတစ်ခုမှာဟိုမှာခွေးကြီးပုံဒီမှာခွေးကြီးပုံဟိုမှာခွေးကြီးပုံကျွန်တော်မှောင်နေတဲ့အချိန်မှာကျွန်တော်ခွေးကြီးပုံကိုကျွန်တော်ရဲ့ကာတွန်းဆိုတဲ့လက်လိပ်တံမီနဲ့ထိုးပြဟဲ့ကြီးဟာဒီမှာဒီဟာဟိုကိုဝင်ကြီးကြိုရတဲ့ကြီးပုံဟာဟိုကဒုဝင်ကြီးခွေးကြီးပုံကိုပရိသတ်တယ်လေအော်ပီဂျေတို့ထိုးပြတယ်လိုက်ကြည့်ပြီးတော့ကျွန်တော်တို့ခကြီးတော်မှလာခွေးကြီးပုံကြည့်ပွဲလုံးမှာကျွန်တော်စဉ်းစားတယ်နော်ကျွန်တော်တချို့ခါတွေတော့ထားလိုက်တော့ကျွန်တော်တို့သွားမဲ့ပန်းနိုင်ခံရလာဒီတဲ့မဟုတ်ပါဘူးကျွန်တော်တို့ဟာဒီဘဝကိုတချို့ကဒုဘဝဒုတဲ့မမိနိုင်လို့မိတယ်ဆိုတာကျွန်တော်တို့သားသမီးကျွန်တော်တို့မြင်းမြစ်တွေကိုကောင်းတဲ့ခေတ်ထဲမှာထားတဲ့နေမိတာပေါ့ကျွန်တော်တို့လိုခီးတွေပဲဆက်ထားခဲ့ကျွန်တော်မမီဘူးပေါ့ကျွန်တော်တို့ live legacy ကျွန်တော်တို့လုပ်ရနိုင်တယ်ကျွန်တော်တို့ဒီလမ်းကောင်းကိုသူတို့ပေးနိုင်ကြမယ်အဲ့လိုပေးနိုင်မှုတော့ကျွန်တော်တို့အရေးကြီးတယ်ကျွန်တော်ဘိုးတော်လည်းဟောပြောပွဲမှာပြောပါတယ်ကျွန်တော်ကတ်လို့လည်းရေးဘူးလေပါတယ်ဆိုဟိုဘိုးကြီးပြောတော့တိုင်ရကျွန်းနိုင်တော်ကြီးပဲလဲနေတာဒီတိုင်းကအနာဂတ်မှာထောင်မက်လာမှာပေါ့ကွာထောင်မက်လာမှာပေါ့လေဟာဘေးကတော့အထင်ကြီးတော့အဘရဲတော်တော်ညုံမြင်ကြည့်ရပဲလို့တဲ့အနာဂတ်မှာဓာကြီးထောင်မက်ဖို့အတွက်အဘပြောရတော့အမျိုးမြင်ကြီးမှဖြစ်မှာပေါ့ကွာလေအခုနေဆိုရင်၅ပါးပါပြီးမောလိုက်မဖြစ်ချင်းနဲ့ငါမှထောင်းရဲ့မောလိုက်မဖြစ်ဘာအနာဂတ်ကိုကျွဲချတော့အဲ့တော့ကျွန်တော်တို့ကမဟုတ်တာတွေမကောင်းတာတွေလည်းလိုက်ပြီးတော့လက်တွေတံပြီးထိုးကျွန်တော်တို့မမှန်တာမဟုတ်တော့ထိုးရပါကျွန်တော်တို့သွားမဲ့လမ်းကြောင်းအတွက်ကျွန်တော်မနေပြီးကိုထိုးရပါတချို့ကိစ္စတွေကခွေးကြီးပုံရောဤပုံရောဝင်ကြီးဤပုံရောညွှန်ကြားမှုရှိပါတယ်အဲ့ဒါတွေကကျွန်တော်တို့သွားမဲ့လမ်းကြောင်းမှာဟုတ်ပါကျွန်တော်တို့ကအဲ့ဒါတွေဖောင်းမှာဓမ္မစီတီခေါင်းနဲ့ပုံမှာအေးသွားကြလို့လုံးကနေတယ်ကျွန်တော်တို့သွားမဲ့လမ်းကြောင်းမှာအဲ့ဒီပုံတွေမပေါ့ကျွန်တော်တို့ကအဲ့ဒီဤပုံတွေကိုလိုက်ကြည့်နေရင်အဲ့ဒါဒီအကြောင်းနဲ့ဆွေးနွေးနေကျွန်တော်တို့သွားမဲ့လမ်းကြောင်းဒါပေမဲ့ကျွန်တော်တို့သွားမဲ့လမ်းမှာရှိစူးတွေရောဤပုံတွေရောထိုးရတယ်ကျွန်တော်တို့မနေမိဘူးကျွန်တော်ရှောင်းနေဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အခုညီညွတ်ကြပါဆရာတော်အောင်ဆန်းစီတွေညီညွတ်ကြပါနောက်တစ်ခုကအထင်သေးချင်းချင်းဆိုတာအထင်သေးတယ်ဆိုတာလေဟိုတရားနဲ့တော့အထင်မြင်လွဲတာပါနော်နောက်တစ်ခုကကျွန်တော်နိုင်ငံသားမှာပြည်တွင်းမှာလူတွေကစိတ်ကောင်းရှိပါလေကျွန်တော်ကလူတိုင်းဟာလေစိတ်ကောင်းရှိတယ်အပြောမတတ်လို့ဖြစ်ကြတာပါကျွန်တော်သိတယ်လို့ပါလေလင်မယားရံဖြစ်ရင်လေ90ရာခိုင်နှုန်းကအကြောင်းအရာကြောင့်မဟုတ်ဘူးအပြောဆိုမတတ်နော်ကျွန်တော်မိမများသိပြောတတ်တာကျွန်တော်အဲ့လိုနဲ့ခန်းနေရကျွန်တော်တို့ကကောင်းကောင်းမွန်မွန်တယောက်နဲ့တယောက်ချိုတာတာဘာပေါ့ဗျာနားခံတာအောင်ပြောရင်ကျွန်တော်တို့ကအရှင်းပြောတော့ကျွန်တော်အခုတချို့ဟာဒီကျွန်တော်တည်တွင်းမှလည်းများတာရှင်းပြောတော့အားလုံးကစေတနာရှိတယ်အားလုံးကလည်းကိုယ်လွဲနေကြတယ်ကျွန်တော်ကလူတွေတော်ချင်းညံချင်းနဲ့ကျွန်တော်ခဏပြောပါလေမုံရင်နာချက်တာနဲ့ဥပမာပေးပါတယ်ကျွန်တော်တို့ desktop theory ဆိုတာရှိပါတယ်ဘာလဲဆိုတော့ကျွန်တော်တို့အကောင်းကြီးပေါင်းခြင်းတဲ့ပေါင်းတာကောင်းခြင်းကပူတံမှုရှိတယ်ကျွန်တော်ရှင်းပြပေးလိုက်ဘာလဲဆိုကျွန်တော်အရင်တော့ကျွန်တော်အမိ90ကျော်ပါပြီဟိုလွန်ခဲ့တဲ့10နှစ်လောက်ကပါအခုတဲ့ပါပါသူထွေးမှန်းတယ်နော်ဟိုတော့ပြောတာအခွေထွေးတော့ကြာသက်ခံနေမှာအဲ့ဒါဘာလို့လဲဆိုတော့တရက်ကြာမွေးနာချက်တော့ကျွန်တော်ကအဲ့ဒီပြန်မုံမှာဒီနေ့မုံမှာတယ်တော်တော်စားကောင်းတော့ကျွန်တော်မိမချက်တော့ကျွန်တော်ကစားကောင်းတော့အမေလို့ကောင်းတယ်တော့ကျွန်တော်မိကဆွေးမနဲ့ရကမဆိုတာကဘာသမိုင်းဥပဒေဟောဘူးအဲ့တော့ကောင်းမှာပေါ့လေအကောင်းကြီးချက်ထားတာဘူးငါကြရည်လည်းအကောင်းငါလည်းအကောင်းငါပြောကလည်းအကောင်းဆုံးအနုမုတ်ဘက်ကလည်းကောင်းပြီဆိုရင်ပဲကြောလည်းအကုန်ကောင်းကြီးထည့်ထားတာဘူးတဲ့ကောင်းမှာပေါ့
အဲ့ကြကျွန်တော်တွေးပြီးသွားတယ်အချောတော့ဒီကိုရှင်းပြအော်ဘီဂျယ်လိုကောင်မျိုးအဲ့ဒီလိုအကောင်းကြီးဆက်ပြီးပေါင်းပြီးချက်ကြည့်ပါလားခွေးအံကကြီးနဲ့တူပါစားလိုက်လေပဲမုံနိုင်အစိမ့်နိုင်အတွက်ဘယ်ဟာကျက်လို့လော့လေအိမ်ဖြစ်မှာသေးထားတယ်ချက်မှမချစ်တတ်ဘူးပေါင်းစပ်မှုညံ့နေတယ်အော်ဘီဂျယ်မချစ်တတ်ဘူးအဲ့ဒီလိုပေါင်းစပ်မှုညံ့တာအကောင်းကြီးဘယ်လောက်ဖြစ်တယ်မကောင်းဘူးတချို့ချက်တဲ့လူမျိုးကြငါလေဟိုနာကမြောင်းမြဖန်လာတယ်မင်းရလေးတာရှုံးလေချွတ်တော်လေးတော့ဟိုဒီဘဲတွေပါဒီစပွဲလေးနည်းနည်းထောင်းဘာမှကောင်းတာသိမရှိဘူးကိုလိုဒီလိုဖိုးလို့ဖက်နေတဲ့ချိန်ကလေစားကောင်းလိုက်တာကျွန်တော်ပြောချင်တာကောင်းတာတွေပေါင်းခြင်းဖြစ်ပေါင်းတာကောင်းခြင်းအဖို့ရှိကြည့်ပါတယ်ကျွန်တော်တို့အခုလူတွေကြောက်နေကြောက်အမျိုးမျိုးကွဲပြားနေတာဟုတ်တို့တော့ကျွန်တော်တို့တယောက်နဲ့တယောက်အားလုံးကစေတနာနဲ့လွဲနေကြတာစေတနာနဲ့လွဲကျွန်တော်တို့နည်းနည်းလေးတော့ဖွင့်လို့ပြပါနော်ကျွန်တော်တို့တစ်ခါတလေလေတချို့ကိစ္စတွေလေသဘောမတူစွာနဲ့ပဲအေးအေးသေးသေးလောက်ရရှိရလောက်ကြအောင်ပါကျွန်တော်တို့အများကြီးလုံးလုံးကြပါလိမ့်မယ်ကျွန်တော်တို့ no time to small ပါကျွန်တော်တို့သေးတိမ်မှုအချိန်မလောက်ပါဘူးကျွန်တော်ဒီရက်လူနိုင်ငံညာရောက်နေလို့ပိုအားကိုးပါတယ်ဟောတော့ very capacitive person ဖြစ်နေလို့ပါကျွန်တော်တို့ပြည်တွင်းလူတနာပါကျွန်တော်တို့ပြည်တွင်းလူတွေအသိမြင်နေနေကြပါလေနော်ကျွန်တော်တို့ဒီဟာတို့တော့အတိတ်မှလည်းခွန်အားတွေစိတ်ဓာတ်တွေနှလုံးသားအလှတွေအပြည့်ရှိပါတယ်ကျွန်တော်ဒီမှာတွေ့တဲ့လူတိုင်းလည်းရုပ်မှလည်းလူတယောက်မှမရှိဘူးတယောက်နဲ့တယောက်အမြင်မတူတာပါနော်အဲ့တော့ကျွန်တော်ဒီကုန်းချုပ်ပြရတယ်ကျွန်တော်တို့လောကကြီးမှာအရေးကြီးပါတယ်ကျွန်တော်ခဏခဏပြောတဲ့ဥပမာလေးရှိပါတယ်ကျွန်တော်တို့ရွာတရုတ်ကြီးကျွန်တော်ဟွာညောင်းငယ်တော့အေးရင်းနောက်ကမှနေတာတရုတ်ကြီးနာမည်ဦးကျင်းနဲ့အဲ့ဒါရဦးကျင်းကျွန်တော်တို့ကြည့်ကျွန်တော်အဲ့ရွာမော်တော်တဲ့ကြီးလှေလေးနဲ့အရှိဘက်ကနဲ့နောက်ဘက်ကကူရတာကျွန်တော်တို့ရွာဈေးတွေကကျွန်တော်တို့ဘက်ကဟိုဟာလေးအသီးနှံတွေထွက်တယ်မနေ့ဝေလီဆိုရင်အဲ့ပစ္စည်းတွေအဲ့ဥကျင်လေးပေါ်တင်ပြီးတော့ကိုအရှိဘက်ကဘွားရောင်းတာအဲ့ဒီကြတော့တရက်ကြတော့ဈေးတွေကပုံနှောင်းလေးအဲ့ဒီလေဝင်းနဲ့ချလိုက်တယ်ဥကျင်ကျွန်တော်တို့ရွာအကျင်လို့ခေါ်ပါတယ်အကျင်နဲ့နေ့လေယူနေတယ်ဖြစ်ပါမလားကိစ္စမရှိတက်တာတရားဝိတ္တဟဲ့အကျင်ဈေးတွေကပုံနှောင်းလေးတွေဝင်းနဲ့ချတယ်အကျင်ရေယူနေတယ်ဖြစ်ပါမလားကိစ္စရှိတက်တာတော်လေးကြာတော့မှအကျင်ရပြောသေးလားကိစ္စရှိပြီခုံစင်းရတော့ခုံစင်းရအဲ့ကမြင်နေတော့ကြောင်းအဲ့တော့ဒီကမိတ်ဆွေများဒီလေကောင်မြောက်ခင်လေးပြုပြီးတော့ကိစ္စရှိသေးကြပါနော်အဲ့တော့ကျွန်တော်တို့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးစကားရှိပါတယ် save us ကျွန်တော်တို့ကိုကဲတင်မှာ from ဘယ်သူစီရလဲသူများစီရမလို့ save us from ourselves ကျွန်တော်တို့ကိုယ်စီရတယ်ကိုယ့်ရဲ့အတွေ့အခေါ်အမြင်ကျင့်မှုကနေပြီးတော့ပြန်လည်ကဲတင်ပြီးတော့ကိုကြီးနိုင်တဲ့လူသားများဖြစ်ပါစေလို့ဆုတောင်းရင်ဒီကုန်းချုပ်ပါတယ်ဗျာ